ညအားလုံးမင်္ဂလာပါဒီနေ့မှာတော့အပြင်သွားတယ်ဘလို့ပဲအိမ်မှာတင်စပိန်စားတော့ဆိုင်ဟာအရသာတိုင်းရနိုင်တဲ့ Costco ရဲ့နာမည်ကြီး Seafood Agiro ကိုဘယ်လိုချက်ပြုတ်အောင်လဲဆိုတာပြသပေးတော့မှာဖြစ်ပါတယ်ဒီဘူးတွေကစိတ်ဝင်စားစရာကောင်းအောင်ပါဝင်ပစ္စည်းတွေစုံနေပြီး all in one set လေးပါပထမဆုံးအနေနဲ့တေကိုအလဲလဲမီမီဒီယမ်ဟီနဲ့ပူပေးပြီးပါလာတဲ့တန်လျင်စီချစ်သွန်မြူနဲ့ rosemary ကိုထည့်ပြီးစီတက်ပါပင်နယ်စာနဲ့အသီးရွက်အားလုံးကိုပြီးရင်တခါတည်းအကုန်ထည့်လိုက်ပါအဖူချိန်ကိုနင်းငင်လျှော်ပြီးတော့10မိနစ်ခန့်စီပူမှာဆက်ပြီးတော့ချက်ထားပြီးပေါ့နော်ပင်နယ်စာတွေတော့မကြုံအောင်လို့ပေါ့နော်မွေပြီးရင်ဖြည်းဖြည်းလေးပဲချက်ပြီးပေါ့ခဏခဏမွေရတော့မလိုဘူးပေါ့နော်ပါဝင်ပစ္စည်းတွေကိုကြည့်မယ်ဆိုရင်ပစွန်တော့ပြေကြီးငါဒါမှမဟုတ်ရေဘဝဲ squid တို့ octopus တို့ပေါ့နော်ဟိုတွေကတော့မျိုးမျိုးပေါ့ mushroom တို့ရှီမဲကြီးတို့ဒီပါဝင်တော့ပေါ့နော်ခင်းညင်ဒီတို့ကျွတ်သွန်ဒီတို့ rosemary တို့ဟင်းခတ်မှုကြိုင်နေတယ်ဒီထဲမှာအကုန်ပါလာတယ်ပေါ့နော်တော့တန်နေစီ olive wine နဲ့ပြေဝပါတယ်သူ့စီလေးနဲ့မချက်ဘူးပေါ့အာဟီရိုဆိုတာတကယ်တော့စပိန်မှာတကားဆင်းလာတာဖြစ်ပြီးတော့ with garlic ဆိုပြီးတော့ဒါမှ with salt ပေါ့နော်ကျွတ်သွန်ပြူဖြစ်လို့အဓိပ္ပာယ်ရတယ်အဲဒါကြောင့်မလို့ seafood agiro ဆိုတာကပင်နယ်သားတွေကိုကျွတ်သွန်ပြူ salt ဖြစ်ဒီချက်ပြုတ်ထားတဲ့ဟင်းနေရလို့ဆိုလိုတာအစကနဦးတော့တရားဝင်ဟင်းနာမည်ကတော့ဂမ်ဘာအားဒီကောင်နာမည်လေးတော့ထွက်ခတ်တယ်ပေါ့နော်အခုခေတ်မှာတော့ပင်နယ်သားတွေပါပေါင်းထည့်လိုက်တဲ့အခါမှာကျတော့ seafood agiro လို့ခေါ်လာကြတယ်ပေါ့နော်ကဲ7မိနစ်ပြည့်ပြီဆိုတော့ကျွန်တော်ဟင်းလေးထည့်ပါမယ်အနံ့ရတာကောင်းပြီးတော့စီပူပူလေးတွေစိတ်ဝင်နေတဲ့ seafood agiro ကန်လေးတော့ရပြပါပြီကဲတကယ်ကြောင့်လို့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and share လုပ်တော့ပြီးဖို့မမေ့ပါနဲ့နော် bye bye